အားမင်္ဂလာပါမယ်ဒီ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့စာသမားတို့ကျွန်တော်ဒီကနေ့မှာတော့မဲဆောင်တဲ့နေ့ပတ်သက်ပြီးကစားသမားအပြောင်းရွှေ့နောက်ဆိုတဲ့တလေးလေးရှိပါတယ် supporting lesbo အသေးတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Fresco Trigger ကို United နေပြအမွေကလာမီနီယာဒီကာလာတို့တွေမှာအသင်းစီကိုခေါ်ဖို့တဲ့စိတ်ဝင်စားမှုရှိနေတယ်ဆိုပြီးတော့တတိတချို့မှာကျွန်တော်တို့ဖော်ပြလာတာတွေ့ရတယ်ဆိုတော့အဲ့ဒီတတိယအကြောင်းကိုဒီကနေ့မှာဆွေးနွေးကြအောင်စာသမားတွေအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဆိုတော့ United အသင်းနေပြအမွေကပေါ့ဗျာသူရဲ့တပေအောင်ဖြစ်တဲ့ supporting lesbo အသင်းနဲ့ Portuguese အသင်းတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့Trigger ကို United အသင်းစီကိုနေရာဒီကာလာတို့တွေမှာခေါ်ဖို့တဲ့အားခိနေတာပေါ့ဗျာကစားသမားဖြစ်သူကကျွန်တော်အသက်25နှစ်ပဲရှိသေးတယ်ပြီးလို့ရှိရင်ဘာစီလိုနာကစားသမားတစ်ယောက်ဖြစ်တယ်သူကညာတောင်ပဲပါပြီးလို့ရှိရင်ဘေဘဲအချက်မှာနှစ်နေရာကစားနိုင်တယ်လို့ level 10နေရာပါလေကစားနိုင်တဲ့အတွက် United အသင်းအတွက်ကတော့အင်ဝင်ကြအလုံးဝကိုဖြစ်နေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပြီးခဲ့တဲ့ကျွန်တော်ဒိန်းမဲနဲ့ပွဲစီမှာလည်းဒီကစားသမားဖြစ်သူက2 9သွင်းခဲ့တယ်ဆိုတော့ကစားသမားဖြစ်သူအနေနဲ့ပေါ့ဗျာ supporting lesbo အသင်းမှာလည်းလက်ရှိချိန်မှာတကယ်ကိုကောင်းမွန်တဲ့အခြေအနေတကူရှိတယ်ဒီ2020တုန်းကဆိုရင်ပေါ့ဗျာဘာရာကာကနေဘာစီလိုနာကိုပြောင်းရွှေ့ခဲ့တယ်ဘာစီလိုနာမှာအဆင်မပြေမှုရုန်းကန်မှုရှိနေတဲ့နေရာတစ်ခုမှာဘာစီလိုနာကနေပေါ့ဗျာ supporting lesbo အသင်းနဲ့ဥပါယတဲ့ကိုအငှားရှာထားပြီးတော့2023မှာဆိုရင် supporting lesbo အသင်းကိုပြီးသက်ပြောင်းရွှေ့ခဲ့တာပေါ့ဗျာလက်ရှိသူတို့အသင်းနဲ့2026ခုနှစ်ဒီစာချုပ်ကျန်သေးတာဖြစ်လို့ကျွန်တော်တစ်နှစ်ပဲကျန်တော့တယ်ကျွန်တော်ဒီလိုအခြေအနေတစ်ခုမှာ United အသင်းကလာမင်းတွေဒီကာလာတို့တွေမှာအမေကန်စုနဲ့ခေါ်နိုင်ဖို့လိုတယ်ဘာစီလိုနာအသင်းကလည်းဒီကစားသမားဖြစ်သူကိုပြန်ပြီးတော့ခေါ်ယူရှင်နေတဲ့အနေအထားတစ်ခုမှရှိနေတဲ့အတွက်တကယ်လို့ဘာစီလိုနာကခေါ်မယ်ဆိုရင်အနည်းဆုံးပေါင်30ဒီပေးရှိရမယ်ဆိုပြီးတော့ကျွန်တော်တို့တည်င်းမှာဖော်ပြထားတယ်ဆိုတော့ဒါကကျွန်တော်ဒီနေပြအမွေကပေါ့ဗျာသူရဲ့တပေအောင်ကိုတကယ်ကိုစိတ်ဝင်စားပြီးတော့ခေါ်ယူရှင်နေတဲ့အနေအထားတစ်ခုမှရှိနေတယ်ကျွန်တော်တို့အသင်းကပေါ့ဗျာလက်ရှိအချိန်မှာဆိုရင်လာမင်းနေရာဒီမှာကိုအသင်းတိုက်စစ်ကစားသမားတွေဖြစ်တဲ့Margaret Boro, Anthony Sandro, Jadon Sancho ဆိုရင် United အသင်းကပါဒီကစားသမားဖြစ်သူတွေကိုအပြီးသက်ကျွန်တော်တို့ရောင်းချဖို့ရှိနေတယ်ဆိုတော့တကယ်လို့ဒီကစားသမားတွေရောင်းချခဲ့မယ်ဆိုရင်ဒီကစားသမားတွေနေရာမှာတကယ်ကို quality ရှိပြီးတော့တကယ်ကိုအသင်းသုံးလို့ရမယ့်ကစားသမားကျွန်တော်တို့လိုတယ်အခုလက်တော်မှာဆိုရင်ပေါ့ဗျာကစားသမားတိုင်းနဲ့ကျွန်တော်တို့တတိတွေထွက်နေတာပဲကျွန်တော်တို့အမေရိကန်သုံးနဲ့အလုပ်ဖြစ်ဖို့တော့လိုတယ်ပေါ့ဗျာကျွန်တော်တို့ Jadon Sancho တို့နေရာပြီးလို့ရှိရင် Rashford တို့နေရာ Anthony Sandro တို့နေရာမှာတကယ်ကိုကျွန်တော်တို့အသုံးပြုရမယ့်ကစားသမားတွေလိုတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ငါတို့ကဒီကစားသမားတွေနဲ့တည်င်းထွက်တယ်ငါတို့ကဟိုကစားသမားတွေနဲ့တည်င်းနေတယ်နောက်ပိုင်းကျတော့ဘေကစားသမားမှအသင်းကိုရောက်မလာခဲ့ဘူးဆိုရင်အသင်းအတွက်တကယ်ကိုနေတာမှုရှိတယ်ကျွန်တော်အသင်းမှာထွက်ခေါ်ရမယ့်ကစားသမားတွေဆိုရင်တိုက်စီဟုတ်တယ်မလားကွင်းလင်နောက်တဲတော့အများကြီးကျွန်တော်ရှိတယ်ဆိုတော့တကယ်လို့ကိုအသင်းကအဲ့လိုမျိုးဟိုကစားသမား9ယောက်6ယောက်လောက်ထုတ်ခေါ်ခဲ့မယ်ဆိုရင်တခြားသောအသင်းတွေကနေလေကိုအသင်းကိုခေါ်နိုင်မှရမှာနောက်တဲ့ဆက်တဲ့ဘက်တွေမှာလည်းကျွန်တော်လိုအပ်မှုတွေရှိရပြီးလို့ရှိရင်ကွေးလင်တွေပဲ10လို့တို့ဟုတ်တယ်မလားပြီးလို့ရှိရင်အထောင်တိုက်စစ်မှုတွေဘယ်ညာတွေအကုန်လုံးကျွန်တော်တို့မှာလိုအပ်မှုရှိတယ်ဆိုတော့အဲ့မှုရကပေါ့ဗျာသူရဲ့တပေဟောင်းကဘလို့အရှင်နေရှိလေဘလို့ပုံစံတောနေလို့ဆိုတော့သူကိုယ်တိုင်အတီးဆုံးဖြစ်တယ်ဒါကြောင့်အဲ့မှုရကတကယ်ကိုစိတ်ဝင်စားပြီးတော့ခေါ်ယူဖို့ပြည့်မဲ့ထားနေတာပေါ့ဗျာဒါကတော့ကျွန်တော်အမေရိကန်ဆုံးဖြစ်ဖို့လိုတယ်ဘေကစားသမားကိုပဲခေါ်ကျွန်တော်အသင်းအတွက်ကိုအသင်းသုံးလို့ရပြီးတော့အမေရိကန်ဆုံးနဲ့အဝင်ကြီးဖြစ်နိုင်ဖို့လိုတယ်အခုကျွန်တော်အန်တိုနီဆန်တိုတို့လုံးဝတိုင်ပက်နေတယ်ဟုတ်တယ်မလားသူကသူ Real Betis မှာဘလိုပဲခြေစမ်းပြMargaret Boro အနေနဲ့ Aston Villa မှာဘလောက်ပဲခြေစမ်းပြဘလိုပဲခြေနေကောင်းကိုအသင်းနဲ့ဆိုရင်အဆင်မပြေတာကျွန်တော်တို့ရှိနေတယ်ဆိုတော့ကစားသမားတယောက်ပေါ့ဗျာအနည်းဆုံးကျွန်တော်တို့400တီလောက်ကတော့အမေရိကန်ဆုံးနဲ့3နိုင်မှကိုရမှာအခုအဲ့လိုမဟုတ်ဘူး100တီအဆင်ပြေတယ်နောက်ရတီကျွန်တော်တိုင်ပက်မှုရှိတယ်200တီအဆင်ပြေတယ်နောက်100တီမှာတိုင်ပက်မှုရှိတယ်အခုအိုနာနာတို့ဟုတ်တယ်မလားဘလို့မှအဝင်ကြမဖြစ်တော့တာပြီးလို့ချင်း Rashford Wineland တို့အာနီမှုတချို့ကျွန်တော်ရှိလာတယ်ကျန်တဲ့ကစားသမားတွေလည်းအများကြီးပါပဲဆိုတော့နောက်ပိုင်းကျွန်တော်ဒီနေရသည့်အပြောင်းရှင်းမှာအသင်းဘက်ကဘလို့တွေအလုံးလုံးတော့မလဲဆိုတာကျွန်တော်စောင့်ကြမှာအခုကျွန်တော်မနေ့ကဗီဒီယိုမှာပြောခဲ့သလိုပါပဲ Jadon Sancho ကို Chelsea အသင်းကလုံးဝဝယ်ယူမှာမဟုတ်တော့ပဲ Manchester United အသင်းကိုကြော်ကြေးပေါင်9သန်းအထိပဲပေးရှေရဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိချရတဲ့အတွက်အသင်းဘုတ်ဖေးဝင်တွေကကစားသမားအပြောင်းရွှေ့တဲ့ရောင်းဝယ်တဲ့နေရာမှာကတော့အမေရိကန်စုနဲ့ကျွန်တော်အလုံးလုံးနိုင်ဖို့လိုတယ်ဟုတ်တယ်မလားတခြားသောအသင်းကကျွန်တော်ကစားသမားတွေဝင်ရင်ဈေးကြီးပေးပြီးတော့ကိုအသင်းကကစားသမားတွေကိုရောင်းချမယ်ဆိုရင်မတန်မညာဈေးတွေကျွန်တော်ပေးရတယ်ဂျီဒန်ဆေဂျုံကိုလည်းတခြားသောအသင်းတွေကဘလောက်နဲ့ဝင်ပါလဲအများဆုံးဝင်ဒီကောင်ကိုပေါင်30 30လည်းဝင်50ကတော့ပေးဖို့အတွက်ရှိလည်းမရှိဘူးခေါ်ရှင်တဲ့အသင်းတွေကလည်းမရှိဘူးAnthony Sandroဆိုလေဒီလိုပါပဲပေါင်100နီးနီးကျွန်တော်ဒီကစားသမားတွေအသုံးပြုခဲ့တယ်ခြေစင်ကအဲ့လောက်ထိကျွန်တော်အဆင်ပြေမနေဘူးဆိုတော့
ကျွန်တော်ကြည့်ရမှာပဲအခုဒီအမွေတပေးအောင်ဖြစ်တဲ့ Sporting Lisbon ရဲ့တိုက်စစ်ကစားသမားTrincao က United အသင်းကနေပြီးတော့အမေကန်ဆုံးစိတ်ဝင်စားမှုရှိနေတယ်အမွေဘက်ကလည်းမျက်စိကျနေတာပေါ့ဗျာတကယ်လည်းပဲဒီအပြောင်းရွှေ့ကလာမင်းတွေဒီကာလာတို့တွေမှာအမေကန်ဆုံးနဲ့လှုပ်လှုပ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာတစ်ဖက်မှာလည်းဘာစီလိုနာအသင်းကလည်းပဲဒီကစားသမားသူ့ရဲ့ကစားသမားဟောင်းကိုပေါ့ဗျာပြန်ပြီးတော့ပေါင်သန်း20နဲ့ခေါ်ယူနိုင်ရရှိတယ်ဆိုပြီးတော့တတင်းတွေကလည်းထွက်နေတဲ့အတွက်ဘာစီလိုနာအသင်းကလည်းပြန်ကျိုးပဲစီကျိုးပဲမှာပဲဒီလောက် quality ပြန်ပြီးတော့ကောင်းနေတဲ့ကစားသမားဘာစီလိုနာအသင်းမှာတူတူရှိခဲ့စေတုန်းကလည်းကောင်းမယ်လို့ဆိုပေမဲ့ရုံးကဲမှုရှိနေတာပေါ့ဗျာတခြားသောကစားသမားတွေနဲ့အဲ့လိုမျိုးပြိုင်ဆိုင်ရှိနေတဲ့နေတာတစ်ခုမှာသူပွေးထုတ်ခွင့်ရဖို့တည်းလေအင်မတန်အားနေခဲ့တဲ့အတွက်အခုဘာစီလိုနာကတကယ်လို့ဒီကစားသမားခေါ်မယ်ဆိုပြီးပေါင်သန်း20ပဲကျွန်တော်သုံးဆွဲရမှာ United ကခေါ်မယ်ဆိုရင်ဒီကစားသမားဖြစ်သူအနည်းဆုံးပေါင်သန်း25သန်း30လောက်ကျွန်တော်ပေးရမယ်ဒီနေ့ဘာလို့လဲဆိုတော့ကိုအသင်းခေါ်မယ်ဆိုတာနဲ့တခြားသောအသင်းတွေကကစားသမားတွေကအလိုလိုနေတိုင်းဈေးတွေတက်နေတာမတက်မတရားဈေးတွေတက်နေတာအန်တိုနီစန်တိုလိုပါပဲအန်တိုနီစန်တိုဆိုရင်လေပေါင်သက်100လုံးဝမတင်ဘူးဒါပေမဲ့ကျွန်တော်ပေါင်သက်100နည်းနည်းအသုံးပြုခွင့်ရတယ်ဆိုတော့ဒီကစားသမားဖြစ်သူအနေနဲ့ပေါ့ဗျာ United အသင်းကိုပြောင်းရွှေ့လာခြင်းရှိမလားအသင်းကအမှန်ကယ်ဆုံးနဲ့ကျွန်တော်ခေါ်နိုင်ခြင်းရှိမလားခေါ်တဲ့နေရာမှာလေတခြားသောအသင်းတွေထက်လဲမှုရဖို့တဲ့ကျွန်တော်လိုတယ်အခုကျွန်တော် Francisco Trincao ဆိုရင်လေတကယ်ကိုဒီကျွန်တော်ဒီဗီဒီယိုစမှာပြောသလိုပါပဲတိုက်စစ်ဘိုင်းမှာဆိုရင်3နေရာလောက်ထိကျွန်တော်ကစားနိုင်တယ်ညာတော့ပဲမဲလေးကစားနိုင်တယ်ဘေတော့ပဲမဲလေးကစားနိုင်တယ် level 10မှာလေးကစားနိုင်တယ်လို့အထောင်မှာပါသူအနေနဲ့ကစားနိုင်တဲ့ရှိတဲ့ player တယောက်ဖြစ်တဲ့အတွက်ဒီလိုမျိုးအရေးသေးချပြီးတော့အမေကန်စုလုတ်ပြနိုင်တဲ့ကစားသမားတွေဆိုရင်ကိုယူနေတဲ့အသင်းဘက်ကတော့လက်ဦးမှုရအောင်တော့ယူနိုင်မှဖြစ်မှာကိုဒီလိုမှမဟုတ်ပဲဟိုအသင်းကကစားသမားတွေလည်းတည်င်းထွက်တယ်ဒီအသင်းကနေလည်းကစားသမားတွေလည်းတည်င်းထွက်တယ်နောက်ပိုင်းကျတော့ဘာမှမကျင်ဘူးဘာမှမရဘူးဖြစ်မှုကျွန်တော်အများကြီးကျွန်တော်ကြုံတွေ့ခဲ့ရတယ်အခုဇန်နဝါရီစက်ကကာလာတို့ဒီမှာလူငယ်ကစားသမား3ယောက်လောက်ပဲကျွန်တော်အသင်းကခေါ်နိုင်ခဲ့တယ်ဒါကဒီတော့ကမဖြစ်နိုင်တဲ့အခြေအနေတခုလို့ကျွန်တော်ပြောလို့ရတယ်တခြားသောအသင်းတွေဆိုရင်ဗျာနေရာဒီဇွေကက်တော့မဟုတ်သေးဘူးဇန်နဝါရီစက်ကကာလာတို့ဒီမှာတော့အမေကယ်ဆုံးနဲ့အလုံးလုံးနိုင်စေရှိကြတယ်ဆိုတော့ဒီလိုမျိုးအနေထားတွေမှာကိုအသင်းဘုတ်ဖိဝင်တွေကဘလိုတွေနောက်ပိုင်းဒီနွေရတီအပြောင်းရွှေ့မှာအမေကယ်ဆုံးနဲ့အကောင်းဆုံးအလုံးလုံးနိုင်ဖို့ကျွန်တော်မျှော်လင့်မိနေအင်းနီယိုလက်ထက်တုန်းကလည်းဒီလိုပဲပြီးလို့ရှိရင်ဂလေဇာလက်ထက်တုန်းကလည်းဒီလိုမျိုးအဖြစ်မျိုးတော့ဖြစ်လို့ကိုမရဘူးစောင်းတော့ကြည့်အောင်မပေါ်ပြဘယ်လောက်ထိအမေကယ်ဆုံးနဲ့ဖြစ်မလို့ဆိုတာဆိုတော့ညီကိုတို့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မချက်ကြည့်လေကျွန်တော်ဒီပြောရရင်တော့တကယ်လို့ United အသင်းကိုပြောင်းရွှေ့လာမယ်ဆိုရင်တော့ဒီကစားသမားဖြစ်သူအနေနဲ့အနည်းဆုံးသူ့ကိုသုံးဆွဲရမယ့်ငွေကြေးကပြောင်းရွှေ့ခြင်းပေါက်30လောက်ထိကျွန်တော်300နိုင်ရရှိလို့ကျွန်တော်ကယူဆတယ်ဒါပေမဲ့ဂျားထဲမှာဘလို့အခြေအနေတွေလာမလဲဆိုတာနေရာဒီကာလာတို့တွေမှာကြည့်အောင်ပါဗျာဆိုတော့ညီကိုတို့အမြင်လေးတွေဆွေးနွေးပေးကြပါဦးကျွန်တော်တို့ဒီ30ရက်မဟုတ်ရင်31ရက်နေ့လောက်မှာဆိုရင်လာမယ့်ပရီးမီးယားလိပွဲစဉ်အဖြစ်ကျွန်တော်တို့ United ကဝေးခွင့်ကစားမယ့်နေတာတခုအတွက်ကိုကျွန်တော်ပွေးကြိုသူတဲ့ချက်ဗီဒီယိုလုပ်ဖို့ရှိတဲ့အတွက်အဲ့ဒီဗီဒီယိုမှာညီကိုတို့စောင့်မျှော်ကြည့်ဖို့ပဲကျွန်တော်တောင်းဆိုပါတယ် United အသင်းနဲ့ပတ်သက်တဲ့သတင်းတွေဗီဒီယိုတွေကိုညီကိုတို့မလွတ်တမ်းကြည့်ရှုအားပေးနိုင်ဖို့ဆိုရင်ကျွန်တော်ရဲ့ Man United YouTube channel လေးကိုအတူတူဝိုင်းရံပြီးတော့ပူပေါင်းကြဖို့ကျွန်တော်မေတ္တာရက်ခံတောင်းဆိုပါတယ်အစ်တော့ Man Fan များလေး Lion Squad လေးတွေမလို့ပါသေး Lion Squad နဲ့ဘေးက notification ကောင်းလောင်းလေးကိုတိတိုက်ပြီးတော့ United အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုအားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲ United Fan တူတယောက်ကြီးအတိုင်းစေးချမ်းသာကြီးကိုကြီးကျမ်းမာခြင်းနဲ့အရာပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ကိုဝင်းစောကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ